ထိခိုက်တယ်မထိခိုက်ဘူးဆိုတာနင်တို့ဘာနဲ့တိုင်းတာနေကြရလဲငါတို့ရေးဆိုင်နေရဆိုတာသူတီရွာမဟုတ်လို့ရောက်ချောလို့ချမ်းသာလို့ချစ်လို့ကြိုက်လို့အဲ့ခံစားချက်တွေဘာတစ်ခုမှမပါဘူးခမရလူကြားကောင်းသူရဲကောင်းကြီးလုံးပြနေရပဲကိုတော့ပါခမရပါတာခမရတကြံမှာပျော်ခြင်းတလို့ပြောစော့ခြင်းတလို့စော့ကျွန်တော်ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးဘာမှလည်းမပြောပါကျွန်တော်ဘာမှမသိချင် မှန်တိုင်းပြောရရင်ငါလည်းမင်းကိုငန်းတက်လိုချင်နေအထက်ရတာမဟုတ်ဘူးကိုဘာပြောနေရလဲခင်ဗျားကိုဘာလို့လောရမှာလဲ နင်သဘောတူလိုက်တယ်ဟဟလား တော့ကိုရုပ်တယောက်လို့နေခိုင်းမယ်မင်းပုံစံခွင့်တိုင်းမှာပဲရှင်းတန်းခိုင်းမယ်ဆိုမင်းမတော့ကိုမမွေးခဲ့တယ် အဲ့လုံးမပတ်သက်တော့ပါဘူးလို့မဟုတ်သက်သာဆုံးပြ ကျွန်တော်တလုံးသားတစ်ခုလုံးခမရကိုပေးခဲ့တာဗျအခုလိုကြာခွဲသွားပြီဆိုတော့ကျွန်တော်ကဘာတတ်တယ်မဟုတ်လို့လေဗျ အစိတ်ပြင်းပါတယ်ဆိုတဲ့မွေးတော်လေအစွဲချိုးပြင်ဘလို့ပဲကခိုင်းကရသေးတာပဲမဟုတ်လား သမီးလေးမှာရေးထားတယ်ပါတော့မရှိပါဘူးနော် တန်ဖိုးကြီးတဲ့ပစ္စည်းတွေဟာလေတန်ဖိုးရှိတဲ့သူနဲ့မှလိုက်ဖက်တယ်ဆိုတာတကယ်ပဲလား ဒါဘယ်ရကြလဲသမီးဒါဘယ်ရကြလဲ